လောကမှာဓမ္မမရှိတဲ့အဖို့မပြုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဝမ်းနေခြင်းကြေကွဲခြင်းနဲ့ပဲဆုံးသက်သွားတယ်ပေါ့လူဆိုတာမျောလင်းချက်ကလေးတွေရှိတယ်ကိုယ့်ကိုယ်အသက်ရှင်မယ်လို့မျောလင့်မိမယ်လို့ရှင်ကျင်မှရှင်တာလေအဲ့တော့နောက်ဆုံးအချိန်မရောက်ခင်ဘုန်းကြီးတို့တွေဟာနောက်ဆုံးထွက်သက်ကလေးဝင်သက်ကလေးနဲ့ထွက်သက်ကလေးမရောက်ခင်ကိုလုံးရမယ်ဓမ္မအခုကလေးကအဖို့ပြုတ်ထားဖို့ဆိုတာဘယ်သူမှအသက်ရှင်နေသေးတယ်ဆိုရင်နောက်ကျပဲလို့ပြောလို့မရဘူးပေါ့မြတ်စွာဘုရားသခင်ကိုရမြတ်ကိုကြည်အောင်မလားစံနမူနာတစ်ခုအနေနဲ့ကြည်မြတ်စွာဘုရားသခင်ကိုရမြတ်တက်တော်80ပြိဋိဘံစံဖို့အတွက်10လလောက်ပဲကြံတော့တဲ့အချိန်မှာယောဂဝေဒနာအကြီးအကျယ်ဖြစ်လာအင်တန်မှပြင်းထန်တဲ့ယောဂပဲသိဆုံးခြင်းဆိုတဲ့အနေအထားမျိုးကိုကတ်သွားတဲ့ယောဂမျိုးလို့ဒီလိုဆိုလို့အဲ့ဒီလိုယောဂဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကဘာစဉ်းစားတော့ဆိုအခုချိန်ငါပြိဋိဘံဆံလိုက်လို့ရှိရင်နောက်10လကြာမှတရားဥတရားမြတ်ရနိုင်တဲ့မကျူးဝဖြစ်မဲ့သူပ္ပတ္တာရှိငါပြိဋိဘံဆံသွားရင်သူတရားဥတရားမြတ်ရဖို့ခက်သွား